ဒီနေ့နေ့လေတဏှာရနေပြီးတော့နှစ်နာရီအထိယောဂီများအတွက်ဓမ္မလက်ဆောင်ပြဟာပေးရမလဲဆိုရှိရင်ဘုံဘုံရွေးထားတဲ့ကောင်းစဉ်ကဘဝထဲမှာဓမ္မရှိနေပါတဲ့။ဘာလဲလဲဘဝထဲမှာဓမ္မရှိနေပါဒီလိုလေးကောင်းစဉ်တတ်ထားတယ်နော်ဘဝထဲမှာဓမ္မရှိနေပါဘုန်းတို့တရားနာတဲ့အချိန်မှာတဲ့စိတ်ကိုဘယ်လိုထားသင့်လဲဆိုရင်ဘုန်းကအကြံပြုခြင်းတယ်ဘုန်းတို့တရားနာယူတဲ့အခါမှာလေစိတ်ကိုပေါ့ပါထားရတယ်ဘယ်လိုထားရမလဲစိတ်လေးလန်မထားနဲ့စိတ်ကိုပေါ့ပါထားနောက်ပြီးတော့စိတ်ကိုရှင်းလင်းထားနောက်ပြီးတော့စိတ်ကိုတည်ငြိမ်ထားအဲ့ဒီလိုကိုယ့်ရဲ့စိတ်ကိုပေါ့ပါစွာရှင်းလင်းစွာတည်ငြိမ်စွာထားပြီးတော့နာယူမယ်ဆိုရင်တဲ့ယောဂီတို့အကျိုးမရောက်ဘူးအကျိုးမနည်းဘူးဘုန်းတို့ဒီလိုတရားစခန်းပွိုင်းမဟုတ်ရင်တောင်မှလေအခွေနဲ့ဖုံးနဲ့တရားနာရင်တောင်လေဘုန်းစိတ်ကိုအဲ့ဒီလိုထားပြီးတော့နာတယ်စိတ်ကိုရှင်းလင်းစွာထားတယ်စိတ်ကိုပေါ့ပါစွာထားတယ်စိတ်ကိုတည်ငြိမ်စွာထားတယ်ဒါမှပဲဘုန်းတို့ရဲ့စိတ်တွေကလေတရားတော်အပေါ်မှာရောက်နေမှာအဲ့လိုဆိုရင်ဘုန်းတို့အချိန်ပေးတဲ့တဏှာအတွင်းမှာသူကတရားအတွက်တကယ်ဖြစ်သွားတော့ပေါ့တရားနာရကျိုးနှက်တာပေါ့တရားနာပြီးသွားရင်အကျိုးမများဘူးတရားနာပြီးရင်ဘုန်းတို့မှာမှတ်သားစရာပါရမယ်မှတ်သားစရာကြံခဲ့ရမယ်လိုက်နာစရာတွေရှိရမယ်လိုက်နာလို့ရှိရင်ကောင်းကျိုးချမ်းသာဧကံရမယ်ဒီလိုမျိုးဖြစ်ရမယ်ဒါယောဂီတို့ကြားဖို့မယ်နော်ဓမ္မောဟဝေလက္ခတိဓမ္မစာလေကြားဘူးလားဓမ္မောဟဝေလက္ခတိဓမ္မစာလေတဲ့မြန်မာလူကတော့တရားဆောင်တော်သူကိုတရားကပြန်ပြီးတော့စောင့်ရှောက်တယ်လို့ဒီလိုမဆိုးလားအတိတ်ဘယ်ပါလဲဆိုရင်လေဘုန်းပြောပြမယ်တရားကိုစောင့်ရှောက်လို့ရှိရင်တရားကလည်းကိုယ့်ကိုတဖန်ပြန်လဲပြီးစောင့်ရှောက်တယ်ဆိုတာကလေသူကအပြန်အလှန်သဘောရှိတယ်အတိတ်ဘယ်ပါနဲ့တူလဲဆိုရင်ယောဂီတို့ခရီးထွက်တဲ့အခါမှာလိုအပ်တဲ့ပိုက်ဆံတွေလမ်းစရိတ်တွေပြည့်စုံပါတယ်ဆိုရင်ယောဂီတို့ခရီးထွက်ရတာအဆင်မပြေဘူးလားပြေပါဘူးလုံလောက်တဲ့ခရီးစိတ်မပါဘူးဆိုရင်ခရီးထွက်ရတာစိတ်ပျော်ပါမလားမပျော်ပါဘူးကိုယ့်ရဲ့အိတ်ထဲမှာရှိနေတဲ့ကိုယ့်ရဲ့ပတ်စံအမောင့်ကကိုသုံးချင်တယ်လို့သုံးလို့ရတယ်ရလားသူများအိတ်ထဲမှာရှိတဲ့ပတ်စံကိုရတော့ကိုသုံးလို့ရမလားကိုယ့်အိတ်ထဲမှာရှိတဲ့ပတ်စံကိုသုံးလို့မရဘူးလားအဲ့ဒါကိုပိုင်တဲ့ပတ်စံမလို့လေကိုပိုင်တဲ့ပတ်စံကိုသုံးလို့ရတယ်သုံးတဲ့အခွင့်အရေးရှိတယ်ဟုတ်တယ်မလားဒီသဘောတရားအတိုင်းပဲကိုကပဲတရားကိုစောင့်ရှောက်နေတာလေကိုကပဲတရားကိုစောင့်ထိန်နေတာလေကိုကပဲတရားကိုပွားများနေတာလေကိုကပဲတရားကိုတကယ်ကျင့်သုံးနေတာလေအဲ့ဒီကိုကျင့်သုံးတရားကကိုယ့်ရဲ့တရားပဲကိုစောင့်ထိန်တဲ့တရားကကိုယ့်ရဲ့တရားပဲကိုပွားများတဲ့တရားကကိုယ့်ရဲ့တရားပဲအဲ့ဒီကိုကျင့်သုံးတဲ့ပွားများတဲ့အားထုတ်တဲ့တရားကကိုယ့်ရဲ့ကိုယ်ပိုင်တရားဖြစ်တဲ့အတွက်ကိုဒီချမ်းမြေ့တာယာမှုတွေကိုအဲ့ဒီတရားကပြန်ပြီးတော့ပေးတာပေါ့တကယ်လို့ကိုကစောင့်ထိန်ထားတဲ့တရားမရှိဘူးဆိုရင်
ကိုကတရားအားကိုပါတရားအားကောက်ပါဆိုတော့ဘယ်တရားတော့အားကိုမှလဲတတ္တမီကိုအားကိုပါဆိုရင်တတ္တမီမရှိဘူးလို့တော့အားကိုမလဲဟုတ်တယ်မလားဟောဘုံတို့တရားကိုအားကိုပါလို့အလွယ်ပြောကြတယ်ဒါပေမဲ့အားကိုစရာတရားရှိအောင်မနော်တရားကတော့ရှိတာပေါ့ဒါပေမဲ့ကိုကမပွားများထားရင်ကိုဟာမဟုတ်ဘူးလေမကျင့်သုံးထားရင်ကိုဟာမဟုတ်ဘူးလေမလေ့ကျက်ထားရင်ကိုဟာမဟုတ်ဘူးလေတရားဆိုတာလေဓမ္မဆိုတာတရဆိုတာဆောင်ယူခြင်းဆောင်ထားခြင်းတို့တိတ်ကြရတယ်တရဆိုတာဆောင်ယူတာဘာတွေဆောင်ယူတာလဲမှန်ကန်တဲ့အရာကောင်းမွန်တဲ့အရာမြတ်တဲ့အရာအဲ့ဒီအရာတွေကိုဆောင်ထားတယ်မြတ်စွာဘုရားတရားတော်ကတော့အများကြီးပဲမြတ်စွာဘုရားဟောတာအဲ့ဒီအများကြီးတဲ့ကိုကဘယ်တရားကိုအလေးအကျက်ပြုတာလဲအဲ့ဒါကိုယ့်ကိုပြန်မေးကိုပိုင်တရားဆိုတာလေကိုကလေ့ကျင့်ထားတဲ့တရားမှကိုကပိုင်တာနော်ကိုကမလေ့ကျင့်ထားကိုကဘယ်တရားကိုပိုင်မှာလဲတရားကိုအားကိုးပါဆိုတော့ယောဂီတော့ဘယ်တရားကိုတော့အားကိုးမှာလဲတချို့လူကနော်ဒါနမပြုဘူးသီလမစောင့်တည်ဘူးတရားအားမထုတ်ဘူးသူတေခါနီးမှာဒါနကိုအာယုံပြုပါဆိုတော့သူကဘယ်လိုအာယုံပြုမလဲသူကဒါနတော့မပြုဘူးဟုတ်လားသီလကိုအာယုံပြုပါဆိုတော့သီလလည်းမဆောင်တင်ဘူးဘယ်လိုအာယုံပြုမလဲသူမှမရှိဘူးလေတရားလည်းအားမထုတ်ဘူးတရားရှုမှတ်ပြီးတော့နေပါဆိုရင်တော့ဘယ်လိုရှုမှတ်မလဲရှုမှတ်တယ်ဆိုစကားလုံးသူနားမလဲဟုတ်တယ်မဟုတ်လားအဲ့တော့သူကတစုံတစ်ခုသောတရားကိုမြတ်မလေ့လာထားဘူးမလေ့ကျက်ထားဘူးမလေ့ကျင့်ထားဘူးဆိုရင်ကိုယ်ပိုင်တရားရှိသေးလားမရှိဘူးမရှိတဲ့အရာကိုအားကိုးပါဆိုရင်ရမလားအဲ့တော့ယောဂီတို့လေကိုယ်တိုင်ကိုယ်ကြအားကိုးနိုင်ဖို့ရာကိုယ်ပိုင်တရားတွေရှိဖို့လိုတယ်ကိုယ်ပိုင်တရားတွေရှိဖို့လိုတယ်ဥပမာဆိုပါစို့ဘုံဆိုရင်တတိနဲ့နေတဲ့အလေးအကျင့်ကိုအမြဲတမ်းလှုပ်ထားတယ်တတိနဲ့နေတဲ့အလေးအကျင့်ကိုအမြဲတမ်းလှုပ်ထားတဲ့ခါကြတော့တတိတရားအားကောင်းတာပေါ့လုံးဝမမေ့ဘူးဆိုတော့မဟုတ်ဘူးမေ့တာတွေလည်းရှိတယ်သို့တော်လည်းပဲအများအားဖြင့်တော့မမေ့တာများတာပေါ့ဘာလို့လဲဆိုရင်တတိအလေးချင်းကအားကောင်းလို့တတိအလေးချင်းကရှိလို့အဲ့ဒီတတိတရားကကိုယ့်ရဲ့အားထားရပဲကိုယ့်ရဲ့အားကိုးရပဲဘာအကြောင်းကိစ္စပဲရှိဘုံတို့ပြာရမခတ်ဘူးမတုံလို့ဘူးမကြောက်ရွံ့ဘူးစိတ်မပြတ်ဘူးအားမငယ်ဘူးဘာလို့လဲဆိုရင်ကျင့်ပန်များစွာလေ့ကျင့်ထားတဲ့ပြုလုပ်ထားတဲ့တတိတရားရှိတယ်ဒါဘုံဥပမာပြောပြတာနော်အဲ့တော့ယောဂီတို့ကလည်းကိုယ်စီကိုယ်ငတ်တရားကိုအားကိုးမယ်ဆိုရင်ဘယ်တရားကိုအားကိုးမှလဲအဲ့မြေခွန်းထုတ်ဖို့လိုတယ်နော်မြေခွန်းထုတ်ဖို့လေတော့ကြရေများပြီးတော့ငါးမတွေ့ဖြစ်နေမှာဆိုလို့တချို့ရေအိုင်ပြားရေရတော့များတယ်ငါးမရှိဘူးလေရေများငါးမရှိမဖြစ်နေမှာဆိုလို့နော်ယောဂီတို့ကလည်းပဲကိုနာရတာလည်းများတယ်အထောက်ရတာလည်းများတယ်မှတ်ရတာလည်းများတယ်ဘယ်ဟာကိုမှကိုကလက်စွပ်လက်ကင်မရှိဘူးဆိုရင်ကိုဘယ်တရားကိုတော့အားကိုးမလဲအဲ့လိုမျိုးဖြစ်နေမှာဆိုလို့အဲ့တော့ယောဂီတို့ကိုဘုံကတတိလည်းပေးခြင်းတယ်လက်ဆောင်လည်းပေးခြင်းတယ်အဲ့ဒါပါလဲဆိုရင်ကိုကအားကိုးအားထားပြုနိုင်တဲ့တရားရှိရမယ်နော်အကုန်လုံးအတူတူမဆိုးလို့အခုယောဂီတို့မှာအယောက်ပေါင်း100ဆိုရင်ဒါဇယိုက်ပေါင်းလည်း100ရှိမှာပဲဝါဒနာလည်း100ရှိမှာပဲအကျင့်လည်း100ရှိမှာပဲလူတွေကစိတ်လည်းမတူဘူးအကျင့်လည်းမတူဘူးဝါဒနာလည်းမတူဘူးအကြချင်းလည်းမတူဘူးဟုတ်တယ်မဟုတ်လားမတူလဲဘာမှမဖြစ်ဘူးမတူတာကိုတူအောင်လည်းလုပ်เสียမလိုဘူး
မတူတာကိုမတူတဲ့အတိုင်းပဲထားမတူတဲ့အတိုင်းပဲထားယောဂီတို့ကကိုကဘယ်ဟာကိုအာတန်လဲနော်ကိုကဘယ်ဟာကိုအာတန်လဲဥမာအလူတန်းကိုအာတန်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါနကောင်းမှုတွေကိုတရားရည်နဲ့မှတ်ထားဒါနအာယုံကတို့ကပြုတ်လွယ်တီလာကိုကဝါဒနာပါတယ်ဆိုရင်ဒီတိခါပုတ်တွေရဲ့တစ်ခုချင်းစီကိုနားလည်ပြီးတော့မကြဆင်ခြင်ပေးသုံးသပ်ပေးတီလာကြတော့သူကနည်းနည်းပိုအစင်းမြင့်သွားပြီအတွေးအခေါ်ဘက်မှာစိတ်အထက်တန်မှသူကတီလာကိုဆင်ခြင်နိုင်တယ်နောက်တစ်ခုကဘာဝနာဆိုရင်အများကြီးပဲယောဂီတို့ကပဋိစိတ်တာကိုဝါဒနာပါဒလားပါတယ်ဆိုလို့ရှိရင်ဒီပဋိစိတ်တဲ့အလေးကျင့်ကိုအမြဲတမ်းလုပ်ပေါ့ဝါဒနာမပါဘူးဆိုရင်လည်းမလုပ်နဲ့ပါမှမရှိဘူးတချို့ဆရာတော်တွေကလည်းပဋိစိတ်တာအားပေးတာရှိတယ်တချို့လည်းအားမပေးတာရှိတယ်ဘုံဘုံတို့သိသလောက်ကတော့နော်ကမ္မထန်အစလေတီကာတဲ့ပါတယ်လေဘုံတို့မြန်မာနိုင်ငံလေဒီကမ္မထန်တရားကိုစတင်ဟောကြားတာလေလေဒီဆရာတော်ဘုရားကြီးပထမဥဆုံးပဲဥအစပဲလေဒီတိပဏီဆိုအစောအထူးကြီးပဲအခုထိရှိပါတယ်လေဒီဆရာတော်ဘုရားကြီးဆိုရင်ပတိအမြဲတမ်းကင်တယ်စာလဲတအားတက်တယ်နောက်လေဒီဆရာတော်ပြီးတော့ဒါဘုံဘုံတို့မျက်မှောက်ပထမဥဆုံးပိဋကတ်3ပုံအကုန်ဆောင်တဲ့မိဂွန်းဆရာတော်ဘုရားကြီးမိဂွန်းဆရာတော်ဘုရားလည်းပဋိစိတ်တယ်နော်အမြဲတမ်းပဋိစိတ်တယ်မိဂွန်းဆရာတော်ဘုရားဘုရားကုစားပြုလို့ရဓမ္မကန္တာပေါင်း84,000ကိုအုံနောက်ထဲမှာအကုန်ရှိပထမဥဆုံးပုဂ္ဂိုလ်ကပါအုံနောက်အကောင်ဆုံးညာအကောင်ဆုံးပုဂ္ဂိုလ်လို့ကိနိမတန်းမှာဖော်ပြထားအဲ့ဒီမိဂွန်းဆရာတော်ဘုရားလည်းပဋိစိတ်ပါတယ်နောက်မဟာကန္တယုံဆရာတော်ဘုရားမရပူလတဘောတာနာပြည့်ဆရာတော်သူလည်းပဋိစိတ်မာကြီးဆရာတော်ဘုရားကြီးနော်ဒီမာကြီးတော်ဘုရားဆိုရင်ဘုန်းတို့သထတန်ခါယနာမှာနော်သထတန်ခါယနာမှာအမေအဖြူပြုလုပ်တဲ့ဆရာတော်မှာမာကြီးတော်ဘုရားကြီးပါတယ်မိငင်းဆရာတော်ဘုရားကြီးပါတယ်တပါးစလုံးပဋိစိတ်တယ်ဘုန်းကဘာဖြစ်လို့ပြောပြလဲဆိုရင်အခုခေတ်ပညာတတ်ရဟန်းငယ်တွေကဒီပဋိစိတ်တာကိုမကောင်းမြင်တာတွေရှိတယ်ပဋိစိတ်ခြင်းပြီးတော့မှပဋိစိတ်မကောင်းဘူးလို့စိတ်ထဲမှာဖြစ်နေမှာဆိုလို့ကောင်းတယ်တရားရခိုင်နှုန်းကောင်းတယ်လို့မှတ်ယူပြီးတော့စိတ်လို့ရပါတယ်မစိတ်ရှင်တော့မစိတ်နဲ့စိတ်ရှင်တော့စိတ်လို့ရတယ်နော်ဘုံဘုံအဲ့ဒါပြောပြတာအခုလက်ရှိဘုံဘုံတို့တောင်ကြီးမြို့ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်တည်ထောင်တဲ့ဆရာတော်ကြီးဒေါက်တာဓမ္မတာမိလည်းပဋိစိတ်တယ်စာအတက်ဆုံးပဲစာအတက်ဆုံးပုဂ္ဂိုလ်ထဲမှာပါတယ်ကိုရင်အသက်15ဆက်ကြောင်းနဲ့ဓမ္မစရိယပြီးတာနော်အသက်20မပြည့်တူတာမဏိကျော်ပြီးပြီဆရာတော်ကိုရင်ဘွားနဲ့ဇာချဘုန်းကြီးလုံနေပြီဒါနမန္တိုင်ပကိုးမှာနော်အဲ့လိုမျိုးဘုံဘုံတော့စာအမြဲတမ်းဖတ်တဲ့အခါကျတော့ဆရာတော်တွေရဲ့အာဘော်တွေကိုအမြဲတမ်းတွေ့ရတယ်တချို့ကပဋိစိတ်တာကိုမကောင်းတဲ့အမြင်ရှိတဲ့ပုံစံမျိုးရှိတယ်ဘုံဘုံတို့ကတော့ပဋိစိတ်တဲ့ဆရာတော်တွေကိုမကောင်းတဲ့အမြင်လုံးဝမရှိဘူးဒါပေမဲ့ဘုံကိုယ်တိုင်ကတော့ပဋိမစိတ်ပါဘူးစိတ်တဲ့လူကိုဘုံဘုံတို့မကြည့်ရဘူးအားပေးပါတယ်စိတ်ချင်းစိတ်လို့ရတယ်မစိတ်ချင်းလည်းမစိတ်နဲ့အာမမရှိကိုယ်စိတ်နဲ့ကိုယ်ပဲဟုတ်တယ်မို့လားကိုလုတ်တာကိုရမှာလေကိုလုတ်တာကိုရမှာနော်အဲ့တော့ကိုကဘာလုပ်နေလဲပြန်စဉ်းစားဖို့ကိုလုတ်တာကိုရမှာကိုပြောတာကိုရမှာကိုတွေးတာကိုရမှာကိုလုတ်တာကိုကံပဲကိုပြောတာကိုကံပဲကိုတွေးတာကိုကံပဲကိုယ့်ရဲ့ကံကောင်းမှုကံဆိုးမှုကိုလေတခြားကပြုလို့မရဘူးတခြားကလုပ်လို့မရဘူးကိုတိုင်လုပ်တာဟုတ်တယ်မို့လားယောဂီတို့ဒါကိုနားလည်ဖို့လိုတယ်နော်တော့ကအစင်းမြင့်တရားတွေပြီးတော့မှ
အခြေခံတရားမသိဘူးဆိုရင်လေတေဥဆရာတော်ပြောတယ်လို့နော်တေဥဆရာတော်ပြောတယ်လို့တင်နေတာကတက်ကတူအစင်းတဲ့မူကြိုကြတော့နားမလဲဘူးတဲ့အဲ့လိုမဖြစ်နဲ့နော်ကိုဟောနေပြောနေတင်နေကြည့်နေတဲ့တရားတွေကတက်ကတူတရားတွေတက်ကတူအစင်းရှိတဲ့တရားတွေဒါပေမဲ့မူကြိုအစင်းအခြေခံစင်းရတော့ကိုကမသိဘူးအဲ့လိုဖြစ်နေတာများတာပေါ့နော်ဟောဆိုဘုံဘုံလူတွေအများစုကအစင်းမြင့်တရားပဲသိကျင်ကြတာပေါ့ဒါပေမဲ့အခြေခံတရားကအရင်အရေးပါတယ်ဘုံဘုံတို့အဆောက်အဦတစ်ခုလုပ်မယ်ဆိုရင် foundation ကအင်မတန်အရေးကြီးတယ်အခုဘုံဘုံတို့ထိုင်နိုင်နေတာဘာကြောင့်လဲ foundation ခိုင်လို့လေ foundation မခိုင်ဒါတွေပြိုကျမှာဒီနယံတွေကွက်အကုန်မှာဒီအမိုးတွေပြိုကျမှာ foundation အရေးမကြီးဘူးလားနော်သူကအဆင့်တိုင်းမှာအကုန်အရေးကြီးတယ်ဘယ်ဟာအရေးကြီးတယ်ဘယ်ဟာအရေးမကြီးဆိုတာမရှိဘူးအကုန်လုံးအရေးကြီးတယ်သူ့အပိုင်းနဲ့တူပေါ့နော်သူ့အပိုင်းနဲ့တူအရေးကြီးတယ်ဘုန်းဘုန်းတို့ငယ်တုန်းကလည်းရေးလာလေ့ကျင့်ဖို့တယ်နော်တုံညတစ်လုံးတည်းကိုပဲပရာစာအုပ်3 4 5အုပ်တစ်ခါရေးရတာတီနေရဆိုရင်နော်ခြိုက်ခွက်တောင်ပေါ်တယ်ဒီလက်ရေးလာရေးရလွန်းအားကြီးလို့လေ့ကျင့်တာပေါ့လက်ရေးလာအောင်မလေ့ကျင့်ဘူးဆိုရင်လက်ရေးလာမလားဝလုံးရေးတော့ဝမလုံးဘူးဝပြားဖြစ်တော့တာနော်ဝလုံးရေးတာတော့မလုံးဘူးမယုံရေးကြည့်အခုယောဂီတို့ကိုဘုံဘုံကဇာရွက်တရွက်နဲ့ခဲတံတစ်ချောင်းပြေးပြီးတော့လေဝလုံးရေးခိုင်းကြည့်ချင်တာဝိုင်းလာမဝိုင်းဘူးလားလို့လေ့ကျင့်ထားတဲ့လူဆိုရင်တော့ဝိုင်းလေးရေးနိုင်တယ်လေ့ကျင့်မှထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်နော်ဝလုံးကဝပြားဖြစ်တော့မှာအဲ့တော့အလေးအကျင့်ကအရေးမကြီးဘူးလားအလေးအကျင့်ကအရေးကြီးတယ်တချို့ကမေတ္တာပို့တာကိုဝါနာပါတယ်မေတ္တာပို့တာကိုဝါနာပါတယ်ဆိုရင်အမြဲတမ်းကိုယ်မေတ္တာပို့နေအဲ့ဒီမေတ္တာပို့တာကကိုယ့်အတွက်ကတော့မေတ္တာဘာဝနာဖြစ်တာပေါ့တရားထိုင်တာစိတ်ပါတဲ့ပုဂ္ဂိုလ်ဆိုရင်တရားထိုင်တာရတော့သူကသမထလည်းဖြစ်နိုင်တယ်ဝိပဿနာလည်းဖြစ်နိုင်တယ်နှမျိုးစလုံးလည်းဖြစ်နိုင်တယ်သူကတော့ဘဝခန္ဓာလူမြောက်ရေးဖြစ်သွားပို့ပြီးတော့အဆင့်မြင့်သွားတယ်တရားထိုင်တာကိုအလေးအကျင့်လှုပ်ထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ချရတယ်ဥမာတရက်ကိုတစ်ကြိမ်ဓမ္မဝင်လည်း2ကြိမ်အနည်းဆုံးတော့အခါနေ့1ကြိမ်အဲ့လိုမျိုးလုပ်ပေးရတယ်တရားစခန်းထွက်ပြီးပြီဆိုရင်တရားနဲ့ငါနဲ့ဘာမှဆိုင်တော့ငါနေချင်းတလို့နေမယ်ဆိုရင်တော့ဘုံဘုံတို့တရားစခန်းဝင်ရတဲ့ရည်ရွယ်ချက်မပြည့်စုံဘူးပေါ့တရားစခန်းဝင်တာကတော့ဘုံဘုံတို့ဘုရားတရားတန်ခါအကြောင်းနားလည်အောင်အခြေခံတရားသိအောင်တရားထိုင်နေရှုနေသိအောင်ဒီနတ်တက်တာမဟုတ်လားတရားစခန်းပြီးတော့တဲ့ခါကျတော့နော်ဒီစခန်းမှာထားခဲ့ပြီးတော့အိမ်ကိုယူမသွားဘူးဆိုရင်ဒါယောဂီတို့အမျက်တိတ်မရဘူးပေါ့နော်အမျက်တိတ်မရအောင်အဲ့တော့အမျက်ရအောင်လုပ်ရမှာအမျက်ရအောင်လုပ်မလားမလုပ်ဘူးလားနော်ခုတရားနဲ့တရားကမတူဘူးပေါ့တချို့ကတော့အကြာကြီးထိုင်ရတာကိုသဘောကျတယ်တချို့ကျတော့ခဏလေးထိုင်ရတာကိုသဘောကျတယ်ကိုသဘောကျတယ်လို့လုပ်ပေါ့နော်ကိုသဘောကျတယ်လို့လုပ်ပေါ့တချို့ကဘယ်လောက်အထိထိုင်နိုင်တယ်လဲဆိုရင်လေညကနေမနေ့မိုးလင်းအထိတညလုံးထိုင်တာရှိတယ်တချို့ကမနေ့ကနေညအထိတနေ့ကုန်ထိုင်တာရှိတယ်တချို့10နာရီဆက်တိုက်တချို့က9နာရီဆက်တိုက်တချို့က2နာရီတချို့က1နာရီအနည်းဆုံးတော့15မိနစ်တော့မလျှော့ခြင်းနဲ့ပေါ့နော်ပြောရင်ပြောနေလျှော့စေရများတော့နော်အခုစဉ်စေးရောက်နေဆိုရင်နော်ဘာပစ္စည်းယူ9000အဲ့ဟာတွေများနေတင်းနေမှာ9000ဆိုင်တွေတအားများနေတယ်အခုဒါပေမဲ့သူတို့ကဒါဆွဲဆောင်မှုအနေနဲ့ရေးတာနော်တကယ်တမ်းတွားယူရင်လည်းအကုန်လုံး9000မရအောင်9000ရတဲ့ဟာရှိပါတယ်နည်းတော့ပေါ့နော်9000 9သိန်းအဲ့ဟာတွေလည်းအများကြီးရောပြီးထားတာဆိုင်ထဲမှာရှိတဲ့မြတ်ပစ္စည်း9000မဟုတ်ဘူးတော့လူတွေစိတ်ဝင်စားအောင်လို့နော်ကြာရရွေး9000အဲ့လိုမရေးဘူးလားအဲ့9000ယူပြီးတော့တောက်ဝိုက်ကြည့်ပေါ့ရမရသိမှာပဲနော်ရှော့စေးရလဲရွှဲနဲ့ဒါရှော့ရတယ်
စေရနင်းနေတော့တာပေါ့နော်တိုင်မဲ့ကိုသိရမှာလေကိုပေးတဲ့တန်ဖိုးနော်ကိုပေးတဲ့တန်ဖိုးအတိုင်းကိုပြန်ရမှာကို9000တာပေးရင်9000တာပစ္စည်းပဲရမှာနော်9000လောက်ပေးပြီးတော့တသိန်းတန်တော့မရနိုင်ဘူးရနိုင်မလားအဲ့တော့တရားကလည်းများတယ်လေယောဂီတို့ဘယ်ဟာဝါနာပါတယ်ဘယ်ဟာစိတ်ပါလဲဘုန်းပြောချင်တာကတော့တရားတစ်ခုခုကိုကစွစွမြင်းမြင်းနဲ့ကျင့်သုံးအားထုတ်ပြီးတော့ကိုပိုင်တရားဖြစ်အောင်လုပ်ပါလို့ပြောချင်တာနော်ကိုပိုင်တဲ့တရားမှကိုကအားကိုလို့ရမှာကိုပိုင်တဲ့တတ္တမိမှကိုကအားကိုလို့ရမှာဒါပေမဲ့ဆွေမျိုးဆိုတာလည်းမျိုးမျိုးရှိတယ်နော်သွေးသားနဲ့တော်ဆက်တဲ့ဆွေမျိုးမေတ္တာနဲ့တော်ဆက်တဲ့ဆွေမျိုးတရားနဲ့တော်ဆက်တဲ့ဆွေမျိုးအဲ့လိုမျိုးလေးရှိတယ်နော်တချို့သွေးသားဆွေမျိုးတွေလည်းကောင်းတယ်တချို့လည်းမကောင်းဘူးတချို့သူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေကြတော့မိတ်ဆွေအရင်တွေထက်ပိုကောင်းတာလည်းရှိတတ်တယ်အဲ့လိုမျိုးလေးရှိတတ်တယ်တချို့တတ္တမိတွေကလည်းလိမ္မာတယ်တချို့ကြတော့မလိမ္မာဘူးတချို့တတ္တမိတွေကနားလဲတယ်တချို့တတ္တမိတွေကနားမလဲဘူးဘုံဘုံတရုတ်နိုင်ငံအကြောင်းပြောပြမယ်နော်တတ္တမိတွေဘယ်လောက်တောင်မှမိဘတွေကိုပြစ်ထားတယ်လဲဆိုရင်တရုတ်လူမျိုးတွေရဲ့အတိကစိတ်ကလေသူတို့ရဲ့ဇယိုက်ပေါ့သူတို့ရဲ့အတိကဇယိုက်ကပါလဲဆိုရင်သူတို့ကတအားကြီးပွားချမ်းသာခြင်းတယ်ဒါတရုတ်လူမျိုးတိုင်းလိုပဲတအားချမ်းသာခြင်းတယ်တထေတအားဖြစ်ခြင်းတယ်ဒါကြောင့်မလို့သူတို့နေ့မအားညမအားအမြဲတမ်းကြိုးစားတယ်မကြိုးစားတဲ့တရုတ်ဆိုတာတော်တော်ကိုနည်းမယ်ထင်တယ်နော်ဘုံတော့မတွေ့ဘူးတအားကြိုးစားတယ်ကြိုးစားတဲ့အလျောက်လဲသူတို့ထိတ်ဆုံးမှရောက်တယ်ချမ်းသာကြတယ်တရုတ်လူမျိုးအများစုကချမ်းသာတယ်ဆင်းရဲတဲ့လူကအနည်းစုပဲချမ်းသာတဲ့လူကအများစုပဲလူလက်တန်းစားအများဆုံးလဲတရုတ်လူမျိုးပဲဖြစ်တယ်ချမ်းသာခြင်းတဲ့ချမ်းသာအောင်လုပ်တယ်ဒါကောင်းတယ်ဒါကကောင်းတယ်အပြစ်မဟုတ်သေးဘူးအပြစ်ကဘယ်လိုဖြစ်သွားလဲဆိုတဲ့ခါကျတော့မိအိုဖားအိုတွေကိုပစ်ထားပြီးတော့တိုင်းတစ်ပါးနိုင်ငံတွေမှာနိုင်ငံခြားတွေမှာနှစ်ပေါင်းများစွာအလုပ်လုပ်တာပတ်စံတွေအများကြီးရှိလာတဲ့ခါကျတော့ကိုရောက်တဲ့နိုင်ငံကိုနိုင်ငံသားအဖြစ်ခံယူကွန်မြူနီထောင်မိခင်တရုတ်နိုင်ငံကိုပြန်မလာတော့မိအိုဖားကိုပစ်ထားလာစဉ်ပတ်စံပို့ပေးတယ်လူမလာတွေ့ဘူးအားနည်းချက်ကဘာဖြစ်သွားလဲဆိုတော့မိအိုဖားအိုတွေနာမကျန်းတဲ့အခါစောင့်ရှောက်တဲ့လူမရှိဘူးအဲ့တော့အိမ်ထဲမှာတည်တယ်တိုက်ခန်းထဲမှာတည်တယ်ဒီလိုတည်မှမတည်ဘူးတည်တာကြာတဲ့အခါကျတော့အပုပ်နဲ့ထွက်လာဘောင်းကျင်ကမခံနိုင်ဘူးလူတည်နဲ့ရတယ်ဘာဖြစ်လဲမသိဘူးဆိုစီပင်တရားကိုအကြောင်းကြားစီပင်တရားတာဝန်ရှိပုဂ္ဂိုလ်တွေကလာကြည့်တဲ့အခါကျတော့အဖိုးအိုတွေအဖွားအိုတွေတင်းနေကြတာတယောက်လည်းမဟုတ်ဘူး10ယောက်လည်းမကဘူးရာကနန်းထောင်ကနန်းဖြစ်တာရုပ်ပြီလေအဲ့လိုဖြစ်တဲ့အခါကျတော့အခုလက်ရှိတရုတ်နိုင်ငံရဲ့သမ္မတပေါ်ရှီကျင်းဖျင်ကဥပဒေတစ်ခုပြထားနေအခုဥပဒေနဲ့ကိုပြထားတာနော်တတ္တမီတွေတိတက်ဖို့လိမ်မာဖို့သူတို့စိတ်နဲ့သူတို့တိပါစီဆိုမထားဥပဒေနဲ့ကိုထိန်းချောင်းထားတာဒီလိုထိန်းချောင်းထားလဲဆိုရင်တဲ့တစ်နှစ်ကိုတစ်ခါဒီမြေကဘာပေါ်မှာဘယ်ပဲရောက်နေနေတဲ့တတ္တမီတွေအနေနဲ့မိဘကိုလာကြည့်ရမယ်တဲ့လာမကြည့်ဘူးဆိုလို့ရှိရင်အေးအေးယူမယ်အေးအေးယူတဲ့နိလန်းတွေလည်းအမျိုးမျိုးပြထားတယ်ဥပမာတန်ငွေရိုက်တာတို့စီးပွားရေးပိတ်သိမ်းတာတို့ပိုင်ဆိုင်မှုတွေချိတ်ပိတ်တာတို့နိုင်ငံသားအဖြစ်ကရုပ်သိမ်းတာတို့အမျိုးမျိုးပဲအဲ့ဒီလိုဥပဒေနဲ့ထင်းကွက်လိုက်တဲ့ခါကျတော့တစ်နှစ်ကိုတစ်ကြိမ်မဖြစ်မနေမိအိုဖအိုတွေကိုပြန်လာကြည့်ရတယ်တရုတ်နိုင်ငံလေဒီလိုမျိုးရှိတယ်ဘုံတို့နိုင်ငံရှိလားမရှိလားတော့မသိဘူးเนาะတရုတ်နိုင်ငံလိုမျိုးရှိတယ်ဘုံပြောချင်တာကချမ်းသာချင်တာလည်းကောင်းတယ်
ချမ်းသာအောင်လုပ်တာလည်းကောင်းတယ်မိဥဖကိုပြစ်ထားတာတော့မကောင်းဘူးပေါ့နော်ကောင်းလားအဲ့တော့ကိုပိုင်တဲ့တာသမီဖြစ်ပေမဲ့လို့ကိုပိုင်တဲ့တာသမီကကိုပြစ်ထားရင်ကိုဘာမှမတတ်နိုင်ဘူးလေနော်ဒါကြောင့်မလို့ကိုပိုင်တဲ့တာသမီတောင်မှကိုကမပိုင်ဘူးဆိုရင်ကိုပါပိုင်မှာလဲနော်ကိုပြစ်ကာလာတုန်းကလေမန္တလေးတို့လာရှိုးမန္တလေးတို့ရန်ကုန်တို့လေမိသားစုလိုက်တည်တာတအိမ်လုံးခဏကြားတယ်နော်မန္တလေးဆိုရင်လေပိုင်ဆိုင်မှုနောက်လိုက်တဲ့ခါကျတော့ဘယ်သူကိုပေးရမလဲဒီအိမ်ကြီးဆိုတော့အကုန်လုံးတည်နေပေးเสียလူမရှိဘူးနိုင်ငံတော်ဗန္တာဖြစ်ပဲတိမ့်သွားတာပေါ့ဒီလိုမျိုးလည်းရှိတယ်ဒါကြောင့်ဘုံတို့လေယောဂီတို့ပေါ့တန်မတွေးနဲ့ပေါ့တန်သဘောမထားနဲ့ကိုယ့်ရဲ့အာကိုရာအမှန်ကိုယ့်ရဲ့အာထားရာအမှန်ရှိဖို့လိုတယ်ရှိအောင်လှုပ်ထားမှာအခုကလေးကနောင်မလို့ရင်နောင်တပေးရမှာနော်ဒီနေ့ပြီးနိုင်တဲ့အလုပ်မနေ့ပြန်အထိမရွှေ့နဲ့တကယ်လို့နောက်မှဆိုရင်လေအကျင့်ပါသွားတယ်မနေ့ပြန်မှဆိုရင်အကျင့်ပါသွားတယ်ဒီလိုမျိုးအလုပ်ကိုအကျွေးမထားနဲ့အလုပ်အကျွေးထားရင်လေဘုံတို့ဘယ်တော့မှမတိုးတက်ဘူးသူအကျင့်လည်းပါတတ်တယ်ဒါကြောင့်မလို့ယောဂီတို့ဆိုရင်ဒါတရားတွေအမျိုးနာရမယ်တရားတွေအများကြီးနာရမယ်ဆရာတော်တမတော်တွေအများကြီးဖူးရမယ်တရားတွေလည်းကျင့်ဖန်များစွာကျင့်ရမယ်ဒါတွေကအင်တန်ကောင်းတယ်ဒါတွေကကိုတွေ့ကြုံဆုံရတဲ့ကောင်းမြတ်တဲ့တရားတွေကြီးပဲဒါပေမဲ့အဲ့ဒီတရားတွေအများကြီးတဲ့ကိုကပဲတရားကိုလက်စုပ်ကိုင်ပိုင်နိုင်နော်ရှိတာလဲတည်တာလဲကိုတည်တဲ့တရားကကိုတရားပဲကိုမြင်တဲ့တရားကကိုတရားပဲအဲ့ဒီတရားကပဲကိုချမ်းသာအောင်အေးချမ်းအောင်စိတ်နှလုံးသားရအောင်လုပ်ပေးမှာနော်အဲ့ဒါအရေးကြီးတယ်ဒါဘုံဒါလေးပြောချင်တယ်နော်အလေးအနက်ထားပြီးတော့ငါကတကယ်တမ်းဗာတရားကိုစိတ်ဝင်စားတာလေနော်တကယ်တမ်းငါကပယ်တရားကိုစိတ်ပါတာလေလို့ကိုစိတ်ပါတဲ့ဟာကိုအမြဲတမ်းအာစိဏကံဖြစ်အောင်လှုပ်ထားတာပေါ့အာစိဏကံဆိုတာအမြဲတမ်းလှုပ်တာပေါ့သူအမြဲတမ်းလှုပ်ရင်ကျင့်ဖန်များစွာလှုပ်ရင်သူအလေးကျင့်ဖြစ်သွားတာပေါ့အဲ့ဒီအလေးကျင့်ကသူကကံတရားဖြစ်လာတာပဲကံတရားဖြစ်လာတာပဲကံတရားဖြစ်ရင်ကံအကျိုးကမလာဘူးလားနော်ကံအကျိုးလဲလာမယ်ကောင်းကံဆိုးကံကတော့ကိုယ့်လက်ထဲမှာပဲရှိတယ်ကောင်းကံဆိုးကံကကိုယ့်လက်ထဲမှာပဲသူများလှုပ်လို့မရဘူးဒါကြောင့်မလို့ဘဝထဲမှာဓမ္မရှိနေပါပါတယ်လေဘုံတင်ပေးမယ်နော်အေးစစ်လိုက်ဆိုကြနော်ရိုးလေးပဲရိုးမြန်မာစကားပဲအလိုအားကြီးလွန်းတဲ့လောကကြီးထဲမှာနော်အလိုရမက်အားကြီးလွန်းတဲ့လောကကြီးထဲမှာအလိုကင်းအောင်ကြိုးစားပါဒါပထမဘုန်းတော်လူတော်များများကိုကြည်လိုက်အလိုစန္ဒတွေတအားများတယ်မများဘူးလားစေးမသွားနဲ့နော်စေးသွားရင်လူချင်းဆရာကြီးပဲဘုန်းတို့လမ်းထဲမှာသွားရင်လည်းလေစတိုးဆိုင်ကြီးတယ်မကြည့်ရဲဘူးကြည့်ရင်လူချင်းမိမှဆိုလို့လေနော်ကားရှုလို့နဲ့တွေ့ရင်မကြည့်ရဲဘူးကြည့်ရင်လူချင်းမှဆိုလို့လူချင်းဆရာတွေတအားများတယ်ဒီလောကထဲမှာများလားနော်လူချင်းဆရာတွေလည်းများတယ်လူချင်းတဲ့စိတ်လည်းများတယ်မများတာဒါတော့သိမများဒါပေမဲ့ကိုလူချင်းတဲ့အရာတွေကလည်းအဲ့ဒါနဲ့ပဲဝယ်လို့ရမှာအဲ့ဒါမပေးရင်မရအောင်9000နဲ့မရအောင်9000ကျက်နဲ့မရအောင်နော်သိန်း9000လို့ရှင်တော့ရရင်ရမှာလူချင်းမှုတွေအာကြီးလွန်းတဲ့လောကကြီးထဲမှာအလိုစန္ဒအလိုရမက်
အလိုလောဘတူတူပဲနော်မြန်မာဝါလာကမြန်မာစကားကတအားများတယ်ဝါလာလေလူမျိုးခြားတယ်လေ့လာရင်တောင်နော်ဟိုရှူးသွားလောက်တယ်ဘုံဘုံတို့တိုင်းရင်းသားဆိုပါအားနေတယ်ဆိုရင်လေဟထိုးအတန်ကိုဘုံဘုံတို့မထွက်တတ်ဘူးဟထိုးအတန်နော်နောက်တပေါ့တကိုပြပြတတ်တာဘုံဘုံတို့မဆိုတတ်ဘူးဥမာအခရာ40လုံးထဲမှာဆိုရင်ပြီး3ရက်3ထဲမှာဆိုရင်တထတတနာတထတတနာဆိုတော့တတရားအများကြီးရှိတယ်အဲဘုံဘုံတို့အတန်တစ်ခုပဲထွက်တတ်တယ်အဲ့ဒါကိုမြန်မာနဲ့အခြားတိုင်းသားအဲ့လိုမျိုးကွာတာကျွန်တော်တော့တူတူပဲနောက်ပဆိုရင်မြန်မာဆိုရင်ဟိုပအောက်ဆောက်ရှိမယ်ပလက်ချရှိမယ်ပကုန်းရှိမယ်เนาะဒါပေမဲ့ဘုံတော့ပတစ်လုံးပဲเนาะအတန်ထူးခြားပြီးတော့မထွက်တတ်ဘူးအဲ့လိုမျိုးကွာတော့ပေါ့ဒါပေမဲ့မြန်မာစကားတအားရှုပ်တယ်စကားရှုပ်မြန်မာစကားတော့ရှုပ်တယ်เนาะဒါပေမဲ့စိတ်တော့မရှုပ်နဲ့ပေါ့စကားရှုပ်တာပြတ်တာမဖြစ်သေးဘူးစိတ်ရှုပ်ရင်တော့ပြတ်တာဖြစ်ပြီเนาะစကားကစကားဆိုတာလည်းပဲသူကဘွာလာတအားများတယ်ခုနဘုံပြောတဲ့အတိုင်းပဲလေအလူစန္ဒအလူရမဲအလူလောဘတူတူပဲလေနော်အတူတူပဲအလူစန္ဒအာကြီးလွန်းတဲ့လောကကြီးထဲမှာအလူကင်းအောင်ကြိုးစားပါတဲ့ပထမကအလူစန္ဒကလောဘစေတသိက်လောဘကိလေသာလူချင်းမှုအာကြီးလေဆင်းရဲကြီးလေဒုက္ခကြီးလေပဲလူချင်းမှုလောဘနဲလေဆင်းရဲနဲလေဒုက္ခနဲလေပဲလူချင်းမှုလောဘမရှိတော့ဘူးဆိုရင်ဆင်းရဲမှုဒုက္ခမရှိတော့ဆင်းရဲမှုကဘယ်ကနေလာတယ်ဆိုရင်လူချင်းမှုကနေလာတာလေလူချင်းမှုကဆင်းရဲခြင်းအကြောင်းတရားလူချင်မှုကအကြောင်းဆင်းရဲတာကအကျိုးအကြောင်းလည်းကိုယ်ပဲအကျိုးလည်းကိုယ်ပဲလူချင်တာလူချင်တဲ့ကိုယ့်ရဲ့စိတ်ဆန္ဒကလူရာကိုမရတဲ့ခါကြတော့ဆင်းရဲမှုဆိုတဲ့အကျိုးမလိုက်လာဘူးလားတကယ်လို့လူချင်တာကိုရတယ်ဆိုလို့ရှိရင်လည်းပဲပြီးပြီဆိုမပြီးသေးဘူးထပ်ပြီးလို့ရှင်တယ်ထပ်ရတယ်မပြီးသေးဘူးထပ်ခါနော်ဘုန်းတို့စကားပုံရှိတယ်လေရလေလူလေအိုတစေတဲ့နော်ရလေလူလေအိုတစေတဲ့လူချင်းမှုနောက်လာရင်လေမဆုံးတော့ဆုံးလားမဆုံးဘူးဘုံဟို line ပေါ်မှာပေါ့အော်စဖို့ဆရာတော်ရဲ့တရားကိုနာတာလာပနဲ့လောဘတဲ့အဲ့ဒါဘုံတို့ဟိုအတိထူးတွေတစ်ခုရခဲ့တယ်အဲ့ဒါဘာလဲဆိုရင်လာပနဲ့လောဘလာပကကုသိုလ်ဗျပယ်เสียမဟုတ်ဘူးလက်ရတာကောင်းတယ်လက်ကကုသိုလ်ပဲကုသိုလ်ရဲ့အကျိုးလောဘကအကုသိုလ်လောဘကဆိုးကျိုးပဲပေးတယ်ဘုံဘုံတို့တော်တော်များများကလေလာဘနဲ့လောဘကိုမကွဲပြားဘူးစာတတ်တဲ့တချို့ဆရာတော်ကြီးတွေတော်မှအဲ့ဒီနှစ်ခုကိုမကွဲပြားဘူးလက်လာဘကောင်းတဲ့ဆရာတော်တွေကိုပြစ်မှားတာတွေမနာလို့ဖြစ်တာတွေတအားများတယ်အဲ့ဒါတို့လာဘနဲ့လောဘကိုမခွဲခြားတတ်လို့လာဘဆိုတာကကုသိုလ်ရဲ့အကျိုးကုသိုလ်ရဲ့ကောင်းကျိုးကုသိုလ်မြောက်များစွာပြုထားခဲ့လို့အဲ့ဒီကုသိုလ်ရဲ့အကျိုးပေးတဲ့အခါကျတော့လာဘလက်လာဘနဲ့ပေါ်များမှုဖြစ်လာတယ်အဲ့ဒါအကုသိုလ်မဟုတ်အဲ့ဒါကုသိုလ်ဘယ်စရာလည်းမဟုတ်ဘူးဘယ်ဟာမှာကပါလဲဆိုရင်လောဘလိုချင်မှုယောဂီတို့ကိုယ်စိတ်ကိုတတိထားကြည့်နော်လိုချင်မှုဖြစ်တိုင်းလေပူလောင်မှုဖြစ်တယ်နည်းနည်းလိုချင်နည်းနည်းပူလောင်တယ်များလိုချင်များပူလောင်တယ်တအားလိုချင်လည်းတအားပူလောင်တယ်မယုံရင်တတိထားပြီးတော့ကြည့်ဘာကိုပဲလိုချင်နော်တက်ရှိကိုပဲလိုချင်တက်မဲ့ကိုပဲလိုချင်ဘာပဲဖြစ်ပေါ့
တတိထားပြီးတော့ကြည့်လူချင်းမှုနောက်မှာလေပူလောင်မှုလိုက်လာတယ်လူချင်းမှုနောက်မှာတကယ်လို့မလို့ချင်းတော့ဘူးဆိုရင်ပူလောင်မှုလိုက်လာအောင်မလားမလိုက်လာတော့ဘူးဒါကြောင့်မလို့လောဘကအကုသိုလ်တရားရှောင်ရမယ်တရားအလောဘကကုသိုလ်တရားဆောင်ရမယ်တရားဆောင်တာရမယ်တရားလိုချင်မှုကလောဘစွန့်လွတ်မှုကအလောဘဘုံဘုံတို့စွန့်လွတ်မှုဆိုတာလိုအပ်တယ်လိုအပ်ဘူးလားမိဘကနေတတမီကိုစွန့်လွတ်ပေးတာတတမီကနေမိဘကိုစွန့်လွတ်ပေးတာဒါစွန့်လွတ်မှုဆိုတာလိုအပ်တယ်အလောဘစွန့်လွတ်မှုများလေအေးချမ်းလေပဲဘဝကလေယောဂီတို့တတိထားကြည့်နော်ကိုပေးရတဲ့အခါရဲ့ကိုလက်ခံရတဲ့အခါရဲ့ဘယ်ဟာကအေးချမ်းလဲဆိုရင်လေကိုပေးရတဲ့အခါပို့ပြီးတော့အေးချမ်းသလားလို့နော်ဘုံဘုံလည်းကိုတတိထားကြည့်မိတယ်ကိုကလူရတဲ့စွန့်ရတဲ့အခါရဲ့ကိုကအလူကိုလက်ခံရတဲ့အခါရဲ့ဆိုရင်လေကိုကလူရတဲ့အခါပို့ပြီးတော့အေးချမ်းတယ်အလူကိုလက်ခံတဲ့အခါကျတော့ပျော်ပေမဲ့လို့လေအေးချမ်းမှုကကိုလူရတဲ့လောက်ကိုလူရတာကိုမမီဘူးပေါ့နော်မမီဘူးပြောမယ်ဆိုရင်ယောဂီတို့ကိုပဲကြည်လိုက်ပေါ့ကွာတာသမီတွေကိုပြီးနေရရင်နော်မိဘတွေကပျော်နေတာမပျော်လားသူတို့စီကပြန်ယူရမယ်ဆိုရင်တိတ်မပျော်တော့ဘူးနော်ကိုပေးရတာတော့မပျော်တော့ဘူးပေါ့နော်တတိထားကြည့်အဲ့လိုဖြစ်မယ်လို့ထင်တယ်ဖြစ်လားအဲ့လိုမျိုးဒါကြောင့်မို့လို့လူချင်းမှုအာကြည်လွန်းတဲ့လောကကြီးထဲမှာနော်အလိုကင်းအောင်ကြိုးစားပါတဲ့နံပါတ်1ကနော်နံပါတ်1ကဘုန်းကယောဂီတို့ကိုလေတရားကိုတရားကိုတွေးစေခြင်းနဲ့ဒီတိုင်းနေအလကားတွေးတာတော့မဟုတ်ဘူးပေါ့ကိုနာရတဲ့တရားကြားရတဲ့တရားသိရတဲ့တရားပြန်တွေးပြန်သုံးတတ်တာပေါ့ပြန်သုံးတတ်တယ်ပြန်ဆင်ခြင်တယ်ခုဖုန်းပြောတော့မကြောက်လားကြားတော့မသိဘူးလားအဲ့ဒါတုတ္တမယဉာဏ်လို့ခေါ်တာပေါ့ကြားပြီးတော့သိရလို့အဲ့ဒါတုတ္တမယဉာဏ်တိတာကိုတိတဲ့အတိုင်းမထားဘဲနဲ့တိတာကိုထပ်ပြီးတော့မှအကျယ်ချက်ကြည့်အကျယ်ချက်ပြီးတော့မှတိအောင်လုပ်တာပေါ့ပြန်တွေးတယ်ပြန်သုံးသပ်တယ်ပြန်ဆင်ခြင်တယ်အဲ့ဒါကြတော့စိန္ဒမယဉာဏ်ပေါ့နော်ယောဂီတို့လက်တွေ့တရားရှုမှတ်ပွားများတဲ့ခါကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဘာဝနာဉာဏ်နဲ့ပฏิဝေဒဉာဏ်နဲ့သိလိုက်တဲ့ခါကြတော့အဲ့ဒါကြတော့ဘာဝနာမယဉာဏ်ဆိုအဲ့လိုမျိုးဉာဏ်ကလည်း၃မျိုးရှိတယ်နော်ဉာဏ်ကလည်း၃မျိုးရှိတယ်တရားနာပြီးရင်ဒီတိုင်းမထားနဲ့တရားနာပြီးရင်ဒီတိုင်းမထားနဲ့ယောဂီတို့အဝတ်အစားလလလေးတွေဝယ်လာတယ်ဆိုရင်ဒီအတိုင်းထားတာလားကိုကပ်ပြီးတော့နိုင်ကြည့်သေးလားရှင်းကြည့်သေးလားနော်ဒီတိုင်းမထားပါဘူးဟုတ်တယ်မလားငါနဲ့လိုက်လားမလိုက်ဘူးလားလှလားမလှဘူးလားကြည့်ကောင်းလားမကောင်းဘူးလားအဲ့လိုမျိုးလေအဝတ်အစားတစ်ခုဝယ်လာတယ်ဆိုရင်အဲ့လိုကိုတိုင်းမကြည့်ဘူးလားနော်ရှေ့ကြည့်လိုက်နောက်ကြည့်လိုက်ပေးကြည့်လိုက်ကြည့်တယ်နော်အဲ့ဒီလိုပဲတရားလည်းအဲ့လိုလုပ်စေခြင်းတယ်နော်တရားလည်းအဲ့လိုလုပ်စေခြင်းတယ်ဘုံပြောတာနားလည်လားစိတ်ကဝင်စားရလားနောက်တစ်ခုသင်ပေးအောင်မယ်နော်လိုက်ဆိုကြကိုယ်အလိုမကြအတိုင်းမုံတက်လွန်းတဲ့
လောကကြီးထဲမှာကုချင်းစာတရားမေတ္တာတရားထားနိုင်အောင်ကြိုးစားပါဒါဒုတိယအချက်ပေါ့ဘုန်းဘုန်းတို့လူတွေရဲ့တဘာဝကလေကိုစိတ်တိုင်းကြမှာကောင်းတယ်ကိုအလိုကြမှာကောင်းတယ်လို့ထင်တာကိုအလိုမကြတော့ဘူးဆိုရင်လေမကြိုက်တော့ဘူးတော်တော်များများအဲ့ဒီလိုမျိုးဖြစ်တယ်ကိုအလိုမကြတော့ဘူးဆိုရင်မကြိုက်တော့ဘူးမကြိုက်တာကိုမုန်းတယ်လို့ခေါ်တာပေါ့ဘုန်းတို့လူတွေမှာလည်းချစ်ချင်းမုန်းချင်းမกินနိုင်ဘူးလူတိုင်းမှာချစ်ချင်းရှိတယ်မုန်းချင်းရှိတယ်ကြရင်ချစ်တယ်မကြိုက်ဘူးဆိုရင်မုန်းတယ်လွယ်လွယ်လေးပဲအဲ့လိုမဖြစ်ဘူးလားဘုန်းတို့တရားအတိနဲ့ရှင်ပြီးတော့လေတားရေးလည်းမချစ်နဲ့တားရေးလည်းမမုန်းနဲ့ဘာကြောင့်လဲဆိုရင်ချစ်ချင်းနောက်မှာလည်းပူလောင်မှုလိုက်လာမယ်မုန်းချင်းနောက်မှာလည်းပူလောင်မှုလိုက်လာမယ်တစုံတယောက်ကိုချစ်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်အာရုံကသူ့စီပဲရအောင်မယ်တစုံတယောက်ကိုမုန်းတယ်ဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့စိတ်အာရုံကသူ့စီမှာပဲမုန်းပါတယ်ဆိုမှလည်းသူ့ရဲ့မျက်နှာအာရုံမှာပဲလာပေါ်နေနော်အဲ့ဒီရုပ်ရင်းကချက်တီတုံးနေငါမမြင်ချင်ပါဆိုနော်အာယုံနဲ့မှလာပေါ်နေသူများကိုမဟုတ်တာမမှန်တာပြောတယ်ဆိုရင်အဲ့ဒီစကားကိုမမေ့မကြကြားရောင်တတ်တယ်အဲ့တော့ချစ်ချင်းလဲအစွဲပါတယ်မုန်းချင်းလဲအစွဲပါတယ်ဥပါဒံကြောင့်ဥပတ်ရောက်တတ်တယ်ဥပါဒံကြောင့်ဥပတ်ရောက်တတ်တယ်ဒါကြောင့်အချစ်လည်းမကြီးနဲ့အမုန်းလည်းမကြီးနဲ့ချစ်စရာရှိနေနည်းနည်းပါးပါးချစ်ပေါ့မုန်းစရာရှိတယ်နည်းနည်းပါးပါးမုန်းပေါ့ပြီးရင်ထားလိုက်တော့အဲ့လိုမကောင်းဘူးလားနော်ဘုရားဘာလို့အဲ့လိုပြောလဲဆိုရင်လေယောဂီတို့ကိုစိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်စေခြင်းလို့ချစ်ချင်းမုန်းချင်းရဲ့နောက်မှာလေဒုက္ခ၅ပါးလိုက်လာမှာဒုက္ခ၅ပါးလိုက်လာမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ဒုက္ခ၅ပါးလိုက်လာမှာနော်ချစ်ချင်းရဲ့နောက်မှာလည်းသူရှိတယ်မုန်းချင်းရဲ့နောက်မှာလည်းသူရှိတယ်ဒါကြောင့်မလို့မိုင်းမိုးဆရာတော်ဘုရားရတရားဟောတာလေအချစ်ကြီးဒုက္ခကြီးနော်အချစ်နဲ့ဒုက္ခနဲ့အချစ်မရှိဒုက္ခမရှိတော့ပါမပြောလားအဲ့တကယ်တရားစကားယောဂီတို့မမှန်ဘူးလားနော်ဘုန်းဘုန်းတို့ဆင့်ပွားပြီးတော့မှအမုန်းကြီးရင်ဒုက္ခကြီးတယ်အမုန်းနည်းရင်ဒုက္ခနည်းတယ်အမုန်းမရှိရင်ဒုက္ခမရှိဘူးအရင်ကောင်းတယ်နော်နော်တာကြီးလည်းမချစ်နဲ့တာကြီးလည်းမမုန်းနဲ့တော်တင်ယုံချစ်တော်တင်ယုံမုန်းတရားအတိညာနဲ့ရှင်ပြီးတော့မှဘယ်လိုရှင်ရမလဲဆိုရင်ဘလောက်ချစ်ချစ်တနေ့ကျရင်ထားခဲ့ရမှာပဲကိုသူမထားခဲ့ရင်သူ့ကိုကထားခဲ့ရမှာတီကွဲမကွဲရင်ရှင်ကွဲကွဲရမှာရှင်ကွဲမကွဲရင်တီကွဲကွဲရမှာဒီလိုတရားနဲ့ရှင်ရမှာအဲ့လိုဆိုရင်ယောဂီတို့နေတာတယ်ခံတာတာပေါ့နော်မဟုတ်ရင်တချို့ကလေယူတတ်တယ်ယူသွားနိုင်တယ်မယူဘူးလားနော်ယူတဲ့လူတွေအများကြီးအချစ်ယူတဲ့လူတွေအများကြီးပဲအချစ်ယူတဲ့လူတွေအများကြီးယောဂီတို့ပါစီနေနော်အချစ်ယူလို့ဘယ်သူမှမချီးကျူးဘူးဘယ်ပညာရှိမှမချီးကျူးဘူးကိုကတော့အဟုတ်မှလို့နော်ပါမလဲမဟုတ်ဘူးဟုတ်တယ်မို့လားယောဂီတို့စဉ်းစားကြည့်နော်မိမိတို့ငယ်စဉ်အရွယ်တုန်းကလေတအားအရေးကြီးတယ်လို့ထင်ရတဲ့ဟာတွေလေအခုအသက်ကြီးတဲ့ခါကျတော့ပြန်စဉ်းစားကြည့်တော့ဘာမှလည်းမဟုတ်ဘူးဘာမှလည်းအရေးမကြီးတော့နော်အရေးကြီးတယ်မကြီးဘူးဆိုတာလေအရေးကြီးတယ်မကြီးဘူးဆိုတာကကိုယ့်ရဲ့အတိညာနဲ့ဆိုင်တယ်ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ဆိုင်တယ်ကိုယ့်ရဲ့တက်ရောက်မှုအပေါ်နဲ့ဆိုင်တယ်အခုနေအရေးကြီးတယ်လို့ထင်တဲ့အရာကလေမနေ့ပြန်ကြည့်ချင်မှကြီးတာအတိကကတော့လေယောဂီတို့အစွဲမကြီးနဲ့
တိကတော့အစွဲမကြီးနဲ့လူတွေဘာလို့ဒုက္ခရောက်လဲအစွဲကြီးလို့ဒုက္ခရောက်တာလေအစွဲဆိုတော့ဥပါဒံကိုပြောတာနော်ဘုန်းတို့ဒီပရိစ္ဆေသမုပ္ပါဒ်ဆိုရင်ဒီအစွဲဥပါဒံကိုဖြုတ်ရင်သူကတန်တရားမလဲတော့လေယောဂီတို့တန်တရားဘာကြောင့်လဲလဲဆိုရင်အဲ့ဒီလဲစီတဲ့အကြောင်းတရားကအဲ့ဒီအစွဲပဲလေအဲ့ဒီအစွဲပဲအစွဲမရှိတော့တာနဲ့အစွဲချွတ်လိုက်တာနဲ့အဲ့ဒီလဲနေတာရက်တာပဲမရက်ဘူးလားဒါကြောင့်မလို့အစွဲဆိုတာလေဒုက္ခရဲ့အရင်းအမြစ်ပဲဒုက္ခရဲ့အကြောင်းတရားပဲဒုက္ခရဲ့မျိုးစေ့ပဲအဲ့တော့ကိုယ်ဆင်းရဲဆင်းရဲမဖြစ်ချင်ရင်ယောဂီတို့အစွဲအလံမကြည့်နဲ့အစွဲအလံမထားနဲ့တမ္မစိတ်တာတဲ့စိတ်ကိုမြတ်တစွာထားစိတ်ကိုအမြဲတမ်းမြတ်တစွာထားရင်ဘုံဘုံတို့အစွန်းမရောက်ဘူးပေါ့မိစိမပฏิပဒါဆိုတော့စိတ်ကိုမှန်ကန်စွာထားတာပဲစိတ်ကိုမှန်ကန်စွာထားရင်ယောဂီတို့အစွဲကြောင့်ဒုက္ခမရောက်တော့ကိုယ်အလိုမကြတိုင်းမုန်းတက်လွန်းတဲ့လောကကြီးထဲမှာကိုရှင်းစာတရားမြတ်တာတရားထားနိုင်အောင်ကြိုးစားပါတဲ့နေ့ကဘုန်းတို့လောကမှာကိုရှင်းစာတရားတွေတအားရှားပါလာတယ်နော်ရှားလားနော်တအားရှားပါလာတယ်ဒါနံပါတ်1နံပါတ်3တင်ပြအောင်မယ်နော်လိုက်စို့မနာလိုမှုတွေအာကြည်လွန်းတဲ့လောကကြီးထဲမှာမုဒိတာပွားနိုင်အောင်ကြိုးစားပါဒါနံပါတ်3လူတွေကလေအစွဲကြီးတယ်လို့တဲ့မနာလိုစိတ်လည်းအာကြီးတယ်မနာလိုစိတ်လည်းဘုန်းတို့ဘုန်းကြီးလောကလည်းပဲလေအချင်းချင်းမကောင်းတဲ့စိတ်ဖြစ်တာအဲ့ဒီစိတ်ပဲအဲ့ဒီမနာလိုစိတ်ပဲကိုယ်ထက်ပုံကြည့်ရင်မကြိုက်ဘူးကိုယ်ထက်လက်လာပရွှင်ရင်မကြိုက်ဘူးကိုယ်ထက်စာတက်ရင်မကြိုက်ဘူးကိုယ်ထက်ပညာတက်ရင်မကြိုက်ဘူးကိုယ်ထက်နာမည်ကြီးရင်မကြိုက်ဘူးကိုယ်ထက်ပြည့်သက်လက်ခံရင်မကြိုက်ဘူးမကြိုက်ရပါတာကိုဘာကိုအခြေခံတယ်လဲဆိုရင်အဲ့ဒီမနာလိုစိတ်အခြေခံတာလေဟုတ်တယ်မို့လားကောင်းလားကောင်းဘူးမကောင်းတော့လည်းပဲလေကိုယ့်ရဲ့စိတ်မှာတည်မိနေတာအဲ့ဒါကတော်တော်ဆိုးတယ်ယောဂီတို့ယောဂီတို့စီးပွားရေးလုပ်တဲ့အခါမှာလေအဲ့ဒီမနာလိုတဲ့စိတ်ကတော်တော်ဆိုးကျိုးပေးတယ်တော်တော်ဆိုးကျိုးပေးတယ်ကိုယ့်ရဲ့ပဝန်းကျင်မှာနော်ပုဂ္ဂိုလ်လူလာလာဝမ်းမြောင်မြောင်နဲ့ကိုယ်စီးပွားရေးအဆင်ပြေနေတာကိုကြည်နိုင်မြင်နိုင်အတိအမှတ်ပြုနိုင်တဲ့လူတွေရှာကြည့်လိုက်နော်တော်တော်နည်းမယ်ထင်တယ်ဟုတ်တယ်မဟုတ်လားတစိမ့်မပြောနဲ့နော်အမျိုးအရင်ကြီးတွေတောင်မှမျက်နှာမตาမရဖြစ်တဲ့ကိုအဆင်ပြေလို့ရှိရင်လေပတ်ဆိုင်လို့ရင်ဒါချေးကျင်တာနော်သူများအဆင်ပြေတာကြတော့မမြင်ချင်ဘူးအဲ့လိုမဖြစ်ဘူးလားနော်ကိုအမျိုးထဲမှာရှာကြည့်လိုက်နော်ကိုအမျိုးထဲမှာရှာကြည့်လိုက်တွေ့ရလိမ့်မယ်ယောဂီတို့တရားဆိုတာအဝေးမရှာနဲ့အနားမှာအမြဲတမ်းရှိတယ်အဲ့တော့လောကမှာမနာလိုစိတ်တွေများတယ်ယောဂီတို့ကတော့တရားနဲ့အဲ့ဒီမနာလိုစိတ်ကိုတရားနဲ့ဆင်ခြင်ပေးရမယ်အဲ့ဒီမနာလိုစိတ်အစားဘုံတို့ဒီမုဒိတာပေါ့ဝမ်းမြောက်တဲ့စိတ်အားပေးတဲ့စိတ်အတိမတ်ပြုတဲ့စိတ်ဒီစိတ်ထားမှာနော်အဲ့ဒီမုဒိတာစိတ်ဆိုတာလေအဲ့ဒါအစင်မြင့်တဲ့စိတ်ပဲအစင်မြင့်တဲ့စိတ်ယောဂီတို့မုဒိတာနဲ့တစ်ချက်နေကြည့်လိုက်နော်ချက်ချင်းချမ်းသာတယ်တော်တော်များများအဲ့ဒီစိတ်မနေဘူးယောဂီတို့တချို့ဆိုရင်လည်းတခြားအရာမဟုတ်နော်တရားနဲ့ပတ်သက်ရင်တောင်လည်းအဲ့ဒီမနာလိုစိတ်ကဒုက္ခပေးတယ်ဥမာကိုကမထိုင်နိုင်သူကထိုင်နိုင်လဲဆိုရင်သူကဘာဖြစ်တော့တော့ထိုင်နိုင်လဲမသိဘူးဆိုလာတာ
နော်မဖြစ်ဘူးလားဖြစ်တတ်တဲ့သဘောပေါ့နော်တတိထားမယ်အဲ့ဒါလေးကနောက်တစ်ခုသင်ပေးအောင်မယ်နော်နောက်တစ်ခုသင်ပေးအောင်မယ်လိုက်ဆိုကြတဏ္ဍာငါနဲ့မာနတွေထောင်လွှားမှုတွေညာလွန်းတဲ့လောကကြီးထဲမှာနှိမ့်ချစွာနေနိုင်အောင်ကြိုးစားရမယ်ဘုန်းတို့လောကမှာလေအောင်မြင်လဲမနာလိုဘူးကြာရှုံးရင်လဲဝိုင်းပြီးတော့ဖိနှိပ်ခြင်းလေလောကရဲ့တဘောလေမြင်နေရလန်စိုက်မဟုတ်လားတိုးတက်ကြီးပွားရင်မနာလိုစိတ်ဖြစ်တယ်ဆင်းရဲနှုံချရင်အလွန်အားရကြတယ်ဒါလောကရဲ့တဘောဖြစ်တတ်တာပေါ့ကိုကဒီကြားထဲမှာတဲ့မြတ်စွာဘုရားကကာရဝတရားနိဝါဒတရားနဲ့နေနိုင်အောင်ကြိုးစားရမယ်တဲ့နှိမ့်ချစွာနေရမယ်ဆိုတာကဒီကာရဝတရားနိဝါဒတရားကိုပြောတာနော်ယောဂီတို့ကိုယ့်ရဲ့စိတ်ထဲမှာကာရဝတရားဆိုတာဖရာတရားတန်ခါမိဘစေရာနန္ဒောနန္ဒ၅ပါးထားမှာပေါ့နော်ကာရဝတရားနိဝါဒတရားကတော့ကိုယ့်ရဲ့တန်တူပုဂ္ဂိုလ်ကိုအောင်နှိမ့်တဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒီစိတ်တွေထားကြည့်အဲ့ဒီစိတ်တွေထားလိုက်တဲ့အခါမှာလေစိတ်ချမ်းသာတယ်နာလို့စိတ်မဖြစ်တော့ဘူးပြိုင်ဆိုင်လို့စိတ်မဖြစ်တော့ဘူးပြိုင်ဆိုင်လို့စိတ်ဖြစ်တယ်ဆိုတာဘုံဘုံတို့ပြမစူစိတ်မထားနိုင်လို့ပြမစူစိတ်ထားလို့ရှိရင်ပြိုင်ဆိုင်လို့စိတ်မဖြစ်ဘူးပြိုင်ဆိုင်လို့စိတ်ထားလို့ရှိရင်ပြမစူစိတ်မဖြစ်ဘူးသူတို့ကအတူတူမဖြစ်ဘူးပြိုင်ဆိုင်လို့စိတ်ကပြမစူစိတ်ထားနဲ့အတူတူမနေဘူးနောက်တစ်ခုလိုက်ဆိုအောင်နော်ကောက်ကျစ်လက်ပတ်မှုတွေများလွန်းတဲ့လောကကြီးထဲမှာအယိုးရှင်ဆုံးအယိုးသားဆုံးနေနိုင်အောင်ကြိုးစားပါလောကမာယာများတယ်နော်လောကမာယာမများဘူးလားနော်မာယာတဲ့ဘုန်းဘုန်းတို့ပါဠိမှာရှိတယ်မာယာတာထေယမာယာဆိုတာနော်မာယာဆိုတာကိုယ်မှာမရှိတဲ့ကောင်းကုန်တွေရှိတဲ့အောင်လုပ်တာကိုယ်မှာမရှိတဲ့ဂုဏ်ကိုကိုကရှိတယ်လို့နဲ့ပုံဖော်တာပေါ့မာယာဆိုတာဥပမာကိုကပတ်စံမရှိဘူးပတ်စံရှိအောင်ဆောင်တယ်တတိမဟုတ်ဘူးတတိဖြစ်အောင်ဆောင်တယ်အဲလိုမျိုးကိုကတကယ်မသိဘူးသိချင်အောင်ဆောင်တယ်တကယ်မတတ်ဘူးတတ်ချင်အောင်ဆောင်တယ်အဲ့ဒါမာယာလို့ခေါ်တယ်တာထေယဆိုတာကြတော့ကိုယ်မှာရှိတဲ့အပြစ်တွေမရှိတရားကိုယ်မှာအပြစ်တွေကအများကြီးပဲဒါပေမဲ့ဘာအပြစ်မှမရှိသလိုငါယုတ်တားတယ်ငါကယုတ်တားတယ်ဆိုတလောကလုံးသိအောင်ကြီးညာနေရလေအဲ့ဒါတာထေယလို့ခေါ်တယ်အဲ့ဒီစိတ်ကလေတကယ်မကောင်းတဲ့စိတ်ပဲယောဂီတို့မှမဟုတ်ဘူးနော်ဘုန်းတို့ဘုန်းကြီးလောကလည်းရှိတယ်ဇာတတရားဇာတိတရားမရှိတဲ့တရားကိုရှိတရားရှိတဲ့အပြစ်ကိုမရှိတရားလို့တယ်ဆိုရင်အဲ့ဒါဘာခေါ်လဲဆိုရင်အဲ့ဒါလူယုတ်မာလို့ခေါ်တယ်လူယုတ်မာလို့ခေါ်တယ်အဲ့ဒီယုတ်မာတဲ့စိတ်ကိုအပတ်ဖြေလို့မရဘူးရလားနော်ဝိနည်းတစ်ခုကျွလွင်အပတ်ဖြေလို့ရတဲ့ဟာတွေအများကြီးရှိတယ်အပတ်ဖြေလို့မရတဲ့ဟာတွေရှိတယ်ယုတ်မာတဲ့စိတ်ကိုအပတ်ဖြေလို့မရဘူးရလားမရပါဘူးကောက်ကျစ်မှုတွေလက်ပတ်မှုတွေတအားများတယ်လောကကြီးထဲမှာဒါပေမဲ့ဒီအများကြီးထဲမှာကိုကရိုးသားစွာနေနိုင်အောင်ကြိုးစားမယ်ဒါအကောင်းဆုံးပဲသူများမုခရေတောက်တိုင်းကိုလိုက်တောက်ဆရာမလိုဘူးလေဒါပေမဲ့ပုံပြင်တစ်ခုတော့ရှိတယ်နော်တတိုင်းလုံးတပီလုံးကလေမုခရေတောက်တာရှင်ဘရင်နဲ့အမတ်ကြီးနှစ်ဦးပဲကြံတာ
ငါတို့ကမတောက်ဘူးကွာဆိုတော့တသားကြည်လုံးကလည်းယူသွားတာအယူတွေဖြစ်ကုန်တာမိုးခါကြီးမတောက်လို့မယူတဲ့လူက2ယောက်ပဲကြံတော့တာတိမ့်ချီတန်းချီကလည်းအကုန်လုံးယူကုန်ပြီအဲ့ဒီမြောက်များလားဆိုတော့အယူတွေကလည်းပေရင်နဲ့အမတ်ကိုလက်ညှိုးပြန်ထိုးတာမင်းတို့မှအယူမင်းတို့မှအယူမင်းတို့မှအယူဆိုတော့မယူတဲ့လူကယူတယ်လို့ခံရတယ်တကယ်ယူနေတဲ့လူတွေကြတော့မယူဘူးတဲ့ပြောင်းပြန်ဖြစ်ကုန်တာနော်အဲ့လိုမရှိဘူးလားအဲ့လိုမျိုးရှိတတ်တယ်အဲ့လိုမျိုးရှိတတ်တယ်အယောဂီတော့နောက်တစ်ခုလိုက်ဆိုနော်ရှင်တန်နေစဉ်မှာဘဝအတိတ်ပဲရှိအောင်ကြိုးစားပါရှင်တန်နေစဉ်မှာဘဝအတိတ်ပဲရှိအောင်ကြိုးစားပါဘုန်းတို့မတည်တည်သမျှကာလပတ်လုံးအသက်ရှင်နေတဲ့အခိုက်အသက်ရှင်နေစဉ်မှာနော်ဘဝအတိတ်ပဲရှိအောင်လုပ်ပါဘဝအတိတ်ပဲရှိအောင်ကြိုးစားပါတဲ့အဲ့ဒါတန်ဖိုးရှိတဲ့စကားပဲယောဂီတို့လူတိုင်းရတော့လေအသက်ရှင်နေတာပဲဒါပေမဲ့အတိတ်ပဲရှိတော့အသက်ရှင်ခြင်းအတိတ်ပဲမရှိတော့အသက်ရှင်ခြင်းဆို2မျိုးရှိတယ်အတိတ်ပဲရှိတော့လူအတိတ်ပဲရှိတော့ဘဝအတိတ်ပဲရှိအောင်နေရင်မကောင်းဘူးလားနော်မြတ်စွာဘုရားကတော့လေဒီဇရိယ3မျိုးပေါ့ပုထထဇရိယဘာလို့လို့ဘုရားဖြစ်ဖို့ပဲဘာလို့လို့နံပါတ်1ကဘုရားဖြစ်ဖို့ပဲနံပါတ်2ကညတကာညတထဇရိယနော်ဆွေတော်မျိုးတော်ကောင်းကျိုးပြုရေးပေါ့နံပါတ်3ကလောကထဇရိယလောကကောင်းကျိုးပြုရေးလူတယောက်မှလေဒီအကျိုးတစ်ခုပဲလုပ်နေဒါဘဝအတိတ်ပဲရှိတယ်ကိုအကျိုးရှိရရှိချောင်းလုံးမယ်အများအကျိုးရှိရရှိချောင်းလုံးမယ်လောကကောင်းရကောင်းချောင်းလုံးမယ်ဒီလိုပဲအချိန်ကုန်သွားမယ်ဆိုရင်လုံးဝတန်ဖိုးရှိတဲ့လူတွေဖြစ်ကုန်မှာနော်အများစုကလေဒီလိုမနေဘူးသူများကောင်းဖို့မပြောနဲ့နော်ကိုကောင်းအောင်တော့မနေဘူးကိုကောင်းအောင်တော့မနေဘူးဟုတ်တယ်မဟုတ်လားဖြစ်တယ်လို့နေဖြစ်တယ်လို့စားဘာမှအတိတ်ပဲမရှိဘူးအချိန်ကုန်နောက်တော့တည်ဘာမှလည်းအကျိုးမရှိဘူးအကျိုးမဲ့တည်ခြင်းပေါ့အဲ့တော့ကိုယ့်အတွက်အများအတွက်လောကအတွက်ဒီလိုလုပ်တယ်ဆိုရင်ဒါအတိတ်ပဲရှိတော့ဘဝကိုလုပ်နေတာပဲနောက်တစ်ခုဆိုဦးနော်နောက်တစ်ခုဆိုတော့ဒါအပြီးပါပဲနောက်တစ်ခုဆိုတော့မပြီးတော့ထင်တယ်လောဘတွေဒေါသတွေမောဟတွေနဲ့စုပုတ်နေတဲ့လောကကြီးထဲမှာတရားအတိနဲ့အပြီးတိုင်ငြိမ်းအေးသည့်အထိကြိုးစားပါဒါလူရင်းပဲနောက်ဆုံးကတော့ဒါလူရင်းပဲဘုန်းတို့လူတွေကိုဗာလေဒုက္ခပေးလေလူရှင်မှုလောဘကအမြဲတမ်းဒုက္ခပေးတယ်အလိုမကျအမျက်ဒေါသကအမြဲတမ်းဒုက္ခပေးတယ်မတိနာမလည်မှုအမှန်ကိုမတိမှုမောဟကအမြဲတမ်းဒုက္ခပေးတယ်အဲ့ဒီတရား3ပါးကအကုသိုလ်ရဲ့ရေတောက်မြစ်ပဲတန်တရားရဲ့ရေတောက်မြစ်ပဲလောဘတွေဒေါသတွေမောဟတွေနဲ့စူပုတ်နေတဲ့လောကကြီးထဲမှာနော်တရားအတိနဲ့တဲ့အာအတိနဲ့နော်တရားအတိနဲ့နော်ငြိမ်းအေးသည့်အပြီးငြိမ်းအေးသည့်အထိဒါနဲ့လေတရားအတိနဲ့အပြီးငြိမ်းအေးသည့်အထိကြိုးစားပါဒီဘဝဒီခန္ဓာနောက်ဆုံးဖြစ်ရမယ်ဆိုပြီးတော့တရားအထုတ်ပါလို့အဲ့လိုပြောမှမရဘူးလားဘဝလာတော့အမျိုးမျိုးတုံးလို့ရတယ်နော်
တရားအတိနဲ့အပြီးတိုင်းငြိမ်းအေးတည်အထိကြိုးစားပါနော်နောက်တစ်ခုပေါ့အပိုတစ်ခုပေးအောင်မယ်နောက်တစ်ခုတွေအများနေနော်နောက်တစ်ခုဆိုနောက်တစ်ခုပဲနော်နှစ်ခုမဟုတ်ဘူးကဲလိုက်ဆိုကြနော်ဓမ္မအတိနဲ့အကျိုးရှိနေမယ်ဓမ္မအတိနဲ့အကျိုးရှိနေမယ်ဘဝထဲမှာဓမ္မရှိနေပါဘဝထဲမှာလူရင်းကတော့ဒါပဲเนาะဒါဒီနေ့ဘုံဓမ္မလက်ဆောင်စကားလက်ဆောင်တရားလက်ဆောင်ယောဂီများအတွက်ပေးခဲ့ပါတယ်ကိုစီနှလုံးသားထဲမှာတရားတွေကိန်းအောင်ပြီးတော့ဒီဘဝဒီခန္ဓာနောက်ဆုံးဖြစ်ပါစေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်